ကြော်နေပြီသူတို့ဘာဖြစ်လို့အိမ်မပြန်နိုင်တာလဲဒါကိုမြင်အောင်ကြည့်မောင်နှမတွေကလည်းသူတို့လိုမျိုးပဲနေကြသလား10နှစ်ကျော်15နှစ်20နေကြကြလားနော်သူများတွေလိုမျိုးပဲနော်10နှစ်ကျော်15နှစ်ကျော်နေကြကြလားမနေခြင်းဘူးကိုမိဘကိုရဲ့ရွာကိုရဲ့မောင်နှမသားချင်းစီပြန်ခြင်းတာပေါ့မနေခြင်းဘူးဆိုရင်ကျွန်တော်ပြောပြမယ်မနေခြင်းဘူးဆိုရင်အဲ့ဒီ10နှစ်ကျော်နေတဲ့သူတွေကိုအတူမခိုးနဲ့10နှစ်ကျော်နေတဲ့သူတွေကိုအတူမခိုးနဲ့နော်စိတ်တော့မစိုးနဲ့ကျွန်တော်ကဥပမာအနေနဲ့ပေးပြောမှဆိုတော့နော်အကိုတွေအမတွေဆိုတော့ကိုယ့်တဲ့ကြီးတဲ့သူတွေဆိုတော့တောင်းပန်ထားတာစိတ်တော့မစိုးနဲ့အဲ့ဒီ10နှစ်ကျော်တွေကို10နှစ်ကျော်တွေနေတဲ့ပုံစံတိုင်းမနေနဲ့ဘာဖြစ်လို့လဲသိလားအဲ့ဒီ10နှစ်ကျော်သမားတွေမေးကြည့်လိုက်သူတို့အလုပ်ဘယ်နှခုလုပ်ခဲ့လဲလို့မေးကြည့်လိုက်ဖြေကြည့်ပေးအဲ့ဒီ10နှစ်ကျော်သမားတွေက10နှစ်အတွင်းမှာဘာတွေလုပ်နေကြလဲနေစားတစ်မျိုးတည်းပဲလုပ်နေကြတာမှန်လား10နှစ်ကျော်သွားတဲ့အကိုတွေအမတွေဦးလေးတွေအတော်တွေကဆိုရင်နေစားတစ်မျိုးတည်းပဲလုပ်နေတာဒါဆိုရင်သူတို့နေစားတစ်မျိုးတည်းလုပ်တာ10နှစ်ကျော်15နှစ်ကျော်20ကျော်နေရတယ်ဆိုရင်အခုတစ်နှစ်မှနေသေးတဲ့မောင်နှမတွေဆိုရင်တော့သူတို့ကိုအတူခိုးမှလားသူတို့လိုမျိုးပဲနေစားတစ်မျိုးတည်းလုပ်မယ်ဆိုရင်သူတို့လိုမျိုးပဲ10နှစ်15နှစ်20နေရမယ်ဟုတ်ဒါတော့မကသေးဘူးနော်အဲ့ဒီ10နှစ်15နှစ်ထားပါတော့ကွာ10နှစ်ကိုတွက်တော့အများကြီးမပြောသေးဘူး15နှစ်20တွေမပြောသေးဘူး10နှစ်သမားတွေကိုပဲတွက်ကြည့်အဲ့ဒီ10နှစ်သမားတွေကိုယ့်ရဲ့ဘဝမှာဘာတွေပြောင်းလဲသွားပြီလဲဖြေလာပေးကြည့်နော်အဲ့ဒီ10နှစ်သမားတွေဘာလဲပြောင်းလဲသွားပြီလဲအမေနဲ့ခွဲခဲ့ရတာ10နှစ်ဟုတ်လားကျွန်တော်တို့အမေနဲ့ခွဲတော့ကအမေနှုတ်ပြိုသေးတယ်ပရင်နေရင်မတွန့်သေးဘူး10နှစ်ကျော်သွားပြီဆိုရင်အမေကပရင်နေရင်တွန့်သွားပြီကိုမေကိုရောမှတ်မိပါမလားဟုတ်လားအဲ့ဒီ10နှစ်သမားတွေကနေစားတစ်မျိုးတည်းလှုပ်လို့သူများအတွက်ပဲလှုပ်လို့သူများပဲပြောင်းလဲသွားတာတထဲအတွက်ပဲလှုပ်လို့တထဲပဲပြောင်းလဲသွားတာအဲ့ဒီ10နှစ်လုံးသူတို့ရဲ့နော်ပေါ်စမ်းတထဲတွေအိမ်တထဲတွေခြံတထဲတွေဆက်ယုံတထဲတွေသူတို့ရောက်ခါစားတော့ကတော့အဲ့တထဲတွေကသူ့လိုကိုလိုမတိမ်မရိမ့်မဲအခုသူတို့10နှစ်လောက်အလုံးလုံးပေးလိုက်တာအဲ့ဒီတထဲတွေကကျတော့တိုင်းတစ်လုံးပြီးတစ်လုံးကားတစ်စီးပြီးတစ်စီးဟုတ်တယ်နော်ဆက်ယုံနေလဲတစ်လုံးပြီးတစ်လုံးထူထောင်နိုင်တယ်အဲ့ဒီ10နှစ်လုံးလှုပ်ကျွေးနေတဲ့အလုပ်သမားတွေကတော့ပြောင်းလဲမှုရှိလားဆိုရင်ပြောင်းလဲမှုမရှိဘူးဘာလို့လဲသူတို့ပေးတဲ့တရက်ကို350 400ဒီလောက်ပဲကျေနပ်နေကြတယ်လေဟုတ်တယ်နော်အလုပ်တစ်မျိုးတည်းလုပ်တဲ့သူတွေကဒီလိုမျိုးဘဝကိုပိုင်ဆိုင်မယ်ဆိုတာမောင်နှမတွေမြေကြီးလက်ခတ်မလွယ်ပေကြပေါ့ဒီတိုင်းဖြစ်မှာပဲဟုတ်ပြီနော်ဒါမို့ကြောင့်ကျွန်တော်တို့တွေကကြည့်ထားရမယ်ကိုယ့်ရှေ့မှာ10နှစ်15နှစ်ကိုယ့်ရဲ့အနီးနားမှာဦးလေးတွေအတော်တွေသူတို့တွေမေးကြည့်လိုက်ဒါကကျွန်တော်ဖြစ်တည်ခဲ့တဲ့အကြောင်းကိုပြောပြမယ်ကျွန်တော်ကော်စတန်ဆိုင်ထဲမှာကျွန်တော်ဒါတလားလောက်ပေါ့နော်တလားလောက်ဖြစ်တဲ့ခါကျတော့ကျွန်တော်လူတွေနဲ့နည်းနည်းတိလာပြီအတိတွေမိတ်ဆွေတွေနည်းနည်းရှိလာတဲ့ခါမှာကျွန်တော်ရဲ့အသက်ကြီးတဲ့ဦးလေး2ယောက်ရှိတယ်တယောက်က50ကျော်တယ်တယောက်က40ပတ်ချလေးပေါ့နော်အဲ့ဒီ2ယောက်ကိုကျွန်တော်မေးတယ်ဦးလေးတို့ခိုင်းကောင်ရောက်တာဘယ်နှစ်ရှိပြီလဲလို့ကျွန်တော်မေးတာဦးလေးတယောက်ကပြောတယ်ကျွန်တော်ကတော့14နှစ်ရှိပြီတဲ့တယောက်ကပြောတယ်9နှစ်ကျော်ပြီတဲ့မနမကြီးနော်ဒါကျွန်တော်ရဲ့အဖြစ်ကျွန်တော်တွေ့ကြုံခဲ့တဲ့ຢာကိုပြောပြတာနော်အဲ့ဒါနဲ့ဦးလေးကိုကျွန်တော်မေးတယ်ဦးလေးတို့က10နှစ်တောင်ကျော်နေကြပြီဘာလို့မြန်မာပြည်မပြန်သေးတာလဲလို့ကျွန်တော်မေးလိုက်တယ်